ကြာမြည်ရေIris Bentley တွေပွင့်လူရောပေါ်လို့နှိုးထားမိတဲ့ February ရဲ့အဦးဆုံးနနက်ခင်းမှာမြို့ရဲ့မြူတွေကြားကတန်ချက်ကကားတွေကောင်းထူထွက်လာတာကိုတွေ့လိုက်ရတယ်။နောက်တော့အမှောင်ရဲ့ငရဲရဲ့အားလို့မဆုံးတော့မဲ့အတန်နဲ့အာကောင်ချစ်အော်နေတဲ့ဦးကောင်းပွင့်မျိုးဆက်ရဲ့အချစ်ရဲ့တိမ်တွေကတနက်တင်နဲ့တူလိုက်တာမင်းကြောက်လားမကြောက်ဘူးယွန်နာလို့ဖြေကိုမင်းကိုပန်လေးပန်ပေးချင်သေးရဲ့ဒါပေမဲ့ဝမ်းနေစရာပဲဒီတိုင်းကြီးဟာဘာပန်းမှပွင့်တော့မှာမဟုတ်ဘူးမင်းရဲ့မျက်ရည်ကလေးတွေမို့နေပါလားငိုကြွေးထားသလားကွယ်အတွင်ရောအပြင်ရောငိုနေတယ်လို့ဖြေငိုပါချုံပွဲချပြီးငိုပါလေဒီချိန်ရနေတဲ့မိန်းမတွေထက်ငိုနေတဲ့မိန်းမတွေကပိုလှတယ်လို့ထင်တယ်မင်းမျက်ဝန်းတွေကတိတ်လှတော့ချမ်းမြေကြီးကလည်းတိတ်ကိုလှမှာပေါ့ကိုရိုအမိမြေချစ်စရာလေးနော်တီနီးရောင်စုံလေးလေမင်းပါရောင်နဲ့တေးချင်လဲအနေရောင်နဲ့တေးချင်တယ်လို့ဖြေကိုလည်း crimson ဘက်ရိမ့်နဲ့အနေရောင်နဲ့တေးမယ်ကိုရိုရက်သိမ့်မကွာပဲတေးကြမယ်အရန်အေးတဲ့နိုင်ငံတွေမှာပြန်မွေးဖွားကြမယ်တက္ကသိုလ်အတူတက်ကြမယ်သမိုင်းစာအုပ်အတူဖတ်ကြမယ်မြန်မာနိုင်ငံအကြောင်းဖတ်မိတဲ့အခါဒီနိုင်ငံကြားဖို့တလို့ပဲဆိုတော့မျက်မှောင်ကျုပ်တာမျိုးဖြစ်သွားလိမ့်မယ်ကိုရိုနာဘွားရောက်နေပြီလေအရင်ဘွားအကြောင်းတွေပြန်မသိတော့ဘူးလေအရင်ဘွားအကြောင်းမှတ်မိနေအောင်မဲဆိုရင်နောက်ဘွားဆိုတာလည်းဘာအထိပ်ပဲရှိမှလဲနော်ကိုရိုတားမွေးမဟုတ်တဲ့အနှွေးထဲတွေဝတ်မယ်တောင်ရင်စွန်းနှန်းကတာယာတွေကိုကြည့်မယ်မင်းကိုသွေးအောင်ကောင်းဂယုဆိုင်မယ်နှစ်သက်ကူနီးရင်ကိုယ်တိုင်လှုပ်ထားတဲ့ဝိုင်းတွေတောင်းမယ်ကိုရိုနောင်ဘဝမှာတကယ်ပျော်ရွှင်နိုင်လောက်တယ်ဒါပေမဲ့ထူးဆန်းတဲ့ပြဿနာတစ်ခုတော့ရှိချင်ရှိနိုင်တယ်အဲ့ဒါတော့နှစ်စဉ်နှစ်တိုင်းဖေဖော်ဝါရီရဲ့အစောဆုံးနံနက်ခင်းတိုင်းမှာကိုရိုနိုးနေသည်ဖြစ်စေအိမ်မောကြနေသေးသည်ဖြစ်စေကိုရိုမျက်လုံးတောင်းစွန်ကနေဘလို့မှရက်တန့်လို့ရအောင်မျက်ရည်တွေတွင်စီးကြနေလေးရှိတဲ့အကြောင်းပေါ့သူဝေး